ဒါလေးကတော့ဒီနေ့စားမှာပေါ့နော်ခါတစ်ခါကြီးကပြုတ်ထားတယ်နော်ဒါရတော့ဒါတော့ကျမရဲ့customer ပေါ့နော်ကျမချက်သမျှအားပြီးတဲ့ customer ခဏပြန်ရိုက်နေစိတ်တာမပါအောင်ရှင်းပြီးမင်းမင်းစားလို့တက်တယ်ဒီနေ့တိတ်နေတော့တက်ပြီးဒီလိုပြင်းနေနေအောင်ကျမဖြောထားတာပါဒီကားတော့ကြာတော့ပြည့်ဟုတ်အောင်ဒီကကောင်းအောင်စားတော့တော့ဖြောထားပါမေ့သွားတယ်ဒီပြန်စီးပြီးလာတော့မပြည့်It's not okay if we're bad ခေါ်ခါဒီဘောတက်မုံမြင့်အသေးပြုတ်ထားတာပါတက်မုံမြင့်အသေးပြုတ်ထားအတူမြုပ်ပါဆုံးနော်အတူမြုပ်ပါဆုံးလားကျမကြောက်ထားတာနော်ဒီကကြောက်တာလည်းတစ်တီတူးနေတာကျမနာမှာတွားတယ်ကြိုက်တာကြိုက်နော်သူတိတူကြသူများမအိမ်ဘူးဘယ်တော့တူလဲပြောဘယ်တော့တူလဲပြောပလာစီတူကျခရောက်ကအသေးကြီးအရသာဖွင့်လို့စားတော့ဟမ်ရှယ်အကြာကြီးပြုတ်အကြာကြီးအသားဟိုပါလေအကြာကြီးတဲ့ထားတော်တော်ကြီးတဲ့ထားနေတဲ့ဆိုတော့ကမမြင်ပြီးတော့အခုတော့မခွာလိုက်တော့တော့ပါသူရှိမရှိတော့သူရှိတော့ဝေးရမ်းတော့